ဖြည်းဖြည်းဖြည်းမှချောမယ်အားမိတယ်ချင်းပြလိုက်မှာဟုတ်ကဲ့အောင်စိုးကြီးပြီးတဲ့ခွန့်နေမှာအကြကွေးနဲ့လက်ဖက်ရည်နဲ့ဟုတ်လားတော့လမ်းကြောင်းအစိုးကြီးသွားတာကြာအမှန်တိုင်းပြောဘာမှမစားပါအဲ့ဒီကြောက်ကဆေးရုံသွားပြတယ်အမရလေတော့လူနာသွားတဲ့တိုင်းလိုမျိုးလက်ဖက်ရည်နဲ့အကြကွေးလေးအမြဲစီစဉ်ပြီးတယ်ကျေးဇူးတင်ရတယ်ဘာလို့ကျွန်တော်တို့ကလည်းအဲ့လမ်းကြောင်းပြီးသွားရင်ရုံးတဲမပြင်းရနောက်လမ်းကြောင်းတစ်ချောင်းထက်ချက်ဖို့သွားအဲ့ဂျားတော့ဘာမှမစားသေးပဲနဲ့ဗျာလူနိုင်ပိုင်တဲဘူးဆိုလို့ရှိရင်မနေ့ပိုင်းအစာမကြည့်တော့ခေါင်းမူးလာဒီလိုလေးဆိုတော့အဆင်ပြေတာပေါ့နော်မောင်ဝေးရနော်ကဲအကြကွေးနဲ့ဖြစ်ကျေးဇူးတင်ပါတယ်ခင်ဗျာတူကစေတနာတူကမြစ်တာပေါ့ဗျာနော်